ကနေဒုတိယကြိမ်မြောက်ကရေကကရေမမိသားစုတို့ရဲ့သမီးလေးဖြစ်သူမနန္တရပီလာ၏9နှစ်ပြည့်ဝိဇာတမွေးနေ့ခါသမယမှာလည်းယနေ့မွေးနေ့မွေးရဲ့ကုသိုလ်ဆက်အသက်ရှင်ရသည်တဲ့အသက်ရှင်လို့မွေးနေ့ကိုကုသိုလ်ပြုရမည်ဆိုတိုင်းယနေ့မွေးနေ့မှာလည်းယနေ့ဒုတိယကြိမ်မြောက်ကရေကကရေမမိသားစုတွေအားလုံးတော်ပညာပန်တိုက်ကောရဆောင်မိသားစုတွေစင်ကျမတဲ့ကုသိုလ်ဘွဲကြီးဟာဒုတိယကြိမ်မြောက်စိတ္တံမြေအောင်ခဲ့ပါပြီတဲ့အောင်ခဲ့ဘူးလားဒီလိုရာသီဥတုရတဲ့အေးချမ်းချမ်းလေးနဲ့ဆိုတော့ဘုံဘုံတို့ပို့ပြီးတော့ဒါတရားနာလို့လည်းကောင်းတယ်ဘုံဘုံတို့တရားအလုံးကလည်းစိတ်တည်းငြိမ်းချမ်းတယ်အဲစိတ်နဲ့ငြိမ်းချမ်းတဲ့ခါကျတော့မိတို့ရဲ့ဒါခေဝဲကြီးဟာတယ်မိတို့ရဲ့ရာသီဥတုတဘာဝဖြစ်တဲ့မိုးနဲ့အထိန်နဲ့ဆိုတာတူရှင်တွဲနေတယ်လို့ဖြစ်သွားပြီနော်အဲ့တော့ပျော်ရွှင်ရတဲ့စိတ်တွေမှာပျော်ရွှင်ပြီးတော့မိတို့အလူဝဲကြီးကိုကြည်နူးပြီးတော့ဝမ်းသာမိတို့ဝမ်းမြောက်ပီတိတွေဖြစ်ရမယ်မဖြစ်ရဘူးလားဖြစ်ရမယ်ဘာကြောင့်လဲဒီကလေးဝဲကြီးကကျင်းပဖို့ဆိုတာမိတို့လူတိုင်းလည်းမကျင်းပနိုင်ပါဘူးဘုန်းတို့နှစ်တိုင်းရဲ့မိတို့လာတိုင်းနဲ့မကျင်းပလို့မရပါဘူးဘုရားမြတ်စွာဘုရားကြီးကိုရောမြတ်ကြီးကတနေ့မှတလားမှမိတို့ဒါကြောင့်မှတစ်ချိန်တည်းကခွင့်ပြုခဲ့တဲ့အတွက်ကြောင့်ကလေးဝဲ